ဒီနေ့ကိုပြောင်းနီးပြောပြမှာပေါ့ဟိုးရှင်ခေတ်ကထိုင်းနိုင်ငံရဲ့နာမည်ကျော်သမားတွေတခိုးကြီးရယ်ဇေယဒမ်တွေအဲ့လိုမျိုးဇေယခေါအဲ့လိုမျိုးနာမည်ကျော်လူမိုက်တွေဒုတ်ပြီးသားပြီးတဲ့လူမိုက်တွေခိုဖြောက်နီးပေါ့နော်ရုပ်ရှင်ထဲမှာလည်းမြင်မှုကြမယ်ထင်ပါတယ်ဒီလိုမျိုးတဲ့ကိုပုံမှန်ရှူမယ်ခက်ခဲကြုံလာရင်စိတ်ကိုတည်တည်ငြိမ်ငြိမ်လေးထားမယ်ပြီး